Coca-Cola ပလင်းကိုတစ်ခုကိုကင်ပြီးတော့တကဘာလုံးကိုရီမောအောင်လှုပ်ခဲ့နိုင်တဲ့သူအပြစ်လောကရဲ့ယဉ်ကျေးမှုတွေနဲ့အလှမ်းဝင်းလုံးတဲ့ကာလာဟာရီတဲခန္ဓာရထဲကနေဟောလီဝုဒ်နဲ့ဟောင်ကောင်အထိနာမည်ကျော်ခဲ့တဲ့သူကဘာတူလဲမြန်မာပရိသတ်တွေကတော့အာဖရိကမောလို့ခေါ်ကြတဲ့နီကောင်းတုံမာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့သူ့ကို The God Might Be Crazy တွေကစီလို့ပဲလူသိများကြပါတယ်ဒီနေ့မှာတော့ Star Thought MN ကနေဒီမင်းသားကြီးရဲ့မွေးဖွားရကနေကွယ်လွန်ခြင်းအထိတမိုင်းမှာဘယ်သူမှမပြောပြခဲ့တဲ့အသီးစိတ်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နီကောင်းကို1944ခုနှစ်ဝန်းကျင်မှာနမီးဘီးယားနိုင်ငံရဲ့ကလာဟာရီတဲခန္ဓာရထဲမှာမွေးဖွားခဲ့ပါတယ်။သူဟာဆန်ဒါမှမဟုတ် Batman လို့ခေါ်တဲ့ကမ္ဘာအစိုးဆုံးလူသားမျိုးနွယ်စုဝင်တစ်ယောက်ပါ။တငယ်ချင်းတို့သိကြရဲ့လား။နီကောင်းဟာသူ့ရဲ့အသက်ကိုတောင်အတိအကျမသိပါဘူး။သူတို့လူမျိုးစုမှာပြက်ကလေးမရှိသလိုအချိန်ကိုနေမင်းကြီးရဲ့တီနီယာနဲ့ပဲတိုင်းတာကြတာပါ။သူတို့ဟာရှာနဲ့အာကောင်ကိုတောက်ခေါ်ပြီးပြောရတဲ့ကလစ်ဘာသာစကားကိုပြောဆိုကြပါတယ်။သူကရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့မတွေ့ခင်အထိကားဆိုတာကိုမမြင်ဘူးသလိုငွေကြေးဆိုတာကိုလည်းတန်ဖိုးမရှိတဲ့စက်ကူအစ်စ်တွေလို့ထင်ခဲ့သူပါ။သူကတဘာဝတရားရဲ့သားတော်စစ်တယောက်အဖြစ်ရှင်သန်ခဲ့တာပါ။1980ပြည့်နှစ်မှာဒရိုက်တာဂျမီအက်စ်ဟာသူ့ရဲ့ဇာတ်ကားတဲ့အတွက်လူရှာဖွေရင်းနဲ့နီကောင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဒရိုက်တာကသူ့ကိုမြင်ချင်းမှာပဲဒါဟာငါရှာနေတဲ့လူပဲဆိုပြီးတော့ရှီအဖြစ်တရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ထူးရတာကနီကောင်းဟာကင်မရာဆိုတာကိုလုံးဝမမြင်ဘူးပါဘူးရက်ကွေးလောက်တဲ့အခါမှာဒရိုက်တာကသူ့ကိုတရုပ်ဆိုင်ခိုင်းတာမဟုတ်ဘဲနဲ့သူ့ရဲ့နေ့စဉ်ဘဝအတိုင်းအမဲလိုက်တာရေရှာတာတွေကိုပဲခိုးရိုက်ခဲ့ရတာပါဇက်ကားထွက်လာတဲ့အခါမှာတော့တကမ္ဘာလုံးမှာဒေါ်လာ360ကျော်အထိဝင်ငွေရရှိခဲ့ပြီးတော့နီကောင်းဟာလည်းအာဖရိကမှာလူသိအများဆုံးလူတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီဇက်ကားရပြီးလို့နီကောင်းကိုပေးခဲ့တဲ့အမှုပညာကြီးကဒေါ်လာ300ပါဒါပေမဲ့နီကောင်းဟာအဲ့ဒီငွေတွေကိုလွှဲပစ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ရိုးသားတဲ့အမြင်မှာဒီစက်ကူတွေကအဲ့ဆောက်လို့လည်းမရဘူးအစားအစာလည်းမဟုတ်ဘူးအတုံးမကျတဲ့အရာတွေပဲလို့ယူဆခဲ့လို့ပါဒါပေမဲ့ဒီအပြစ်ပြဟာနောက်ပိုင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမေးခွန်းတွေထွက်လာစေခဲ့ပါတယ်ဇက်ကားဟာတန်းတဲ့ချီမြက်နေခြင်းမှာမင်းသားကိုဒေါ်လာ300ပဲပေးတာဟာခေါင်းပုံဖြတ်တာလားဆိုတဲ့ဝေဖန်မှုတွေရှိခဲ့ပါတယ်ဒါကြောင့်လဲဒုတိယကားမှာတော့သူ့ကိုအမှုပညာကြီးတွေအများကြီးထပ်ပေးခဲ့ရတာပါနီကောင်းရဲ့ကြော်ကြားမှုဟာအနောက်နိုင်ငံတွေမကဘဲနဲ့အာရှအထိပြန့်နှံ့လာခဲ့ပါတယ်1990ခုနှစ်တွေမှာသူကဟောင်ကောင်ကိုရောက်ရှိခဲ့ပြီးတော့ Crazy Safari, Crazy Hong Kong, The God Might Be Crazy in China စတဲ့ဇာတ်ကား3ကားကိုထပ်မံရိုက်ကူးခဲ့ပါတယ်။သူကဟောင်ကောင်ကနာမည်ကြီးမင်းသားတွေနဲ့တွဲဖက်တရုပ်ဆောင်ခဲ့တယ်လို့ဟောင်ကောင်ရဲ့ခင်မီတဲ့မြို့ကလူနေမှုကိုလည်းအံ့ဩစွာမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူကတော့လူတွေဟာတနင်္ဂနွေအလုံးလုံးနေတာဟာဘဝကိုဖြုံးတီးနေတာပဲလို့သူ့ရဲ့ရိုးသားတဲ့အမြင်ကိုအမြဲပြောလို့ရှိပါတယ်။နောက်ပိုင်းမှာတော့နီကောင်းဟာငွေရဲ့တန်ဖိုးကိုနားလည်လာပါတယ်။ဒါပေမဲ့သူကငွေကိုကိုကျိုးအတွက်သုံးမှုမဟုတ်ဘဲနဲ့သူရဲ့မိသားစုနဲ့လူမျိုးစုအတွက်သုံးဆွဲခဲ့တာပါသူကရရှိတဲ့အမှုပညာကြီးဒေါ်လာ8သိန်းကျော်နဲ့သူ့ရဲ့ရွာမှာအုတ်ခံအိမ်တွေဆောက်ပေးခဲ့တဲ့ရေတွင်းတွေတူးပေးခဲ့ပါတယ်ဒါအပြင်သူကကျွဲနွားအကောင်ကြီး80ကျော်ကိုဝယ်ယူခဲ့ပြီးတော့လူမျိုးစုရဲ့စားဝတ်နေရေးအတွက်နေရာဆက်ပြီးလုပ်ငန်းတွေကိုပါဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်သူကကဘာကျော်မင်းသားဖြစ်နေပေမဲ့သူ့ရဲ့စိတ်နှလုံးကတော့သူ့ရဲ့ဇာတိမြေကလာဟာရီတဲခန္ဓာထဲမှာအမြဲရှိနေခဲ့တာပါ။2000ပြည့်နှစ်ဝန်းကျင်မှာတော့နီကောင်းဟာအနုပညာလောကကနေလုံးဝအနားယူပြီးသူ့ရဲ့နေရဒေတာကိုပြန်သွားခဲ့ပါတယ်။သူကနမိတ်ကြော်ကြားမှုတွေကိုမက်မော်ခြင်းမရှိဘဲနဲ့ရိုးသားတဲ့မို့ဆိုတယောက်အဖြစ်ပဲပြန်လည်နေထိုင်ခဲ့ပါတယ်။ဝမ်းနေစရာကောင်းတာက2003ခုနှစ်ဇူလိုင်လမှာနီကောင်းဟာတောထဲကိုထွင်းခွေသွားရင်းနဲ့ပြန်မလာတော့ပါဘူး။နောက်ပိုင်းမှာတော့သူ့ရဲ့ရုပ်အလောင်းကိုတောထဲမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။သူကအသက်59နှစ်အရွယ်မှာပဲအေးချမ်းစွာကွယ်လွန်သွားခဲ့တာပါ။သူကစီရောမမဟုတ်ဘဲနဲ့သူချစ်တဲ့တဘာဝတရားကြီးရဲ့ရင်ငွေထဲမှာပဲနောက်ဆုံးထွက်သက်ကိုစွတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ဒီကောင်းတူမဟာပညာတတ်တယောက်မဟုတ်သလိုခင်မိတဲ့လူတယောက်လည်းမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့သူကတကဘာလုံးကိုရီမိုးခြင်းဆိုတဲ့အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ကိုပေးသွားခဲ့ပါတယ်။သူရဲ့ဘဝကနေကျွန်တော်တို့တင် जा ပေးခဲ့တာကတော့တကယ်ပျော်ရွှင်မှုဆိုတာအရာဝတ္ထုတွေအပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စိတ်ရဲ့ရိုးသားပြုစင်မှုပေါ်မှာပဲမူတည်တယ်ဆိုတာပါပဲ။ကဘာကြီးကိုရီမိုးခြင်းတွေပေးဆန်းခွဲတဲ့တဲခန္ဓာရတဲ့ကမင်းသားကြီးနီကောင်းတူမကိုကျွန်တော်တို့ Star Thought MN နဲ့ပရိသတ်တွေကတော့အမြဲတမ်းအမှတ်ရနေပါပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ဖို့နဲ့အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အမှုပညာရှင်တွေရဲ့ဘဝအကြောင်းတွေကိုသိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ Star Thought MN ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်ဘသူတွေရဲ့အကြောင်းကိုတင်ဆက်ပေးစီခြင်းလဲဆိုတာကို comment မှာရေးသွားခဲ့ပေးပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ